ပတ်မိသားစုများတောကကင်းကွာကျမ်းမာချမ်းသာကြပါစေရင်ဘတ်တူသူတွေသာဆုံးကြမဲ့ဆုံးမတောကတွေပြောင်းပျော်ရွှင်မှုတွေရောက်လာပြီဆုံးမမဆုံးကြစို့ဆုံးမမပြောကြစို့ဆုံးမမတို့တူတူဆုံးကြစို့ယေရှုရဲ့သူအားလုံးလူချင်းတယောက်ချင်းစီတောကဟုသည်မြတ်ကင်းစင်လွင်ပြောင်းကြပါစေလို့မေတ္တာပို့တာရတဲ့ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင်တွေ့တာလေးတွေတော့ပြသွားပါမယ်နောက်တစ်ချက်ကအစဉ်ပြေနဲ့ပြည်သလိုကျွန်တော်ဗီဒီယိုဖိုင်လေးတွေတင်ပေးပါမယ်အဲ့တော့တင်းလာနေအတွက်ကိုပထမဆုံးကြည့်အောင်ဒီကောင်ကမကြိုက်ပေမဲ့လည်းလုံးတော့တော့မှာပါနင်းလာနေအတွက်ကိုဘာရှိမလဲဆိုရင်ဒီတစ်ချက်အဲ့ဒါတက်တယ်ဗျာနော်ဒီတစ်ချက်လေးပဲသူကညနေခင်းမှာတုတ်တာဆိုတဲ့တုံညခွန်ထွက်တယ်ပြီးရင်ခါမှာခွန်တုံညဆိုပြီးတော့နှက်ခတ်ရိုက်တယ်ပြီးရင်ငါးတုံညဆိုပြီးတော့ထိတ်ပါဝါပြန်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ချုပ်ကွက်က3ချက်ပေါ့နော်အဲ့လိုဖြစ်ခဲ့လို့ရှိရင်အခုတော့ကျွန်တော်တို့နံပါတ်1ကတော့1 2 3 4 5ဒီ5ခွက်ထဲကဒီ5ချိန်နဲ့10ခွက်ပြန်ကြမယ်ဆိုတော့ကြည့်ရအောင်ကြမယ်ဆိုတော့ဒီမှာခွန်3ဒီမှာတော့အဲ့ဒါဒီကောင်ဒီ4ခွန်သိလားတော်ဒီ4ခွန်ကကြာတာပရိနိကြမှာခွန်လေးဆိုပြီးပြန်ကြတယ်တစ်ချက်ပေါ့နောက်တစ်ချက်ကြတော့ဒီထဲကသုဒ္ဓဂိမ်းလားဆိုတော့တစ်ချက်သုဒ္ဓဂိမ်းဆိုဒီသုဒ္ဓဂိမ်းကိုပြောတော့ဒီဘက်မှာအာဖြစ်ခြင်းဖြစ်မယ်အဲ့တော့နောက်ဟာဆိုရှင်းသွားလိမ့်မယ်ဒါပထမဦးဆုံးဖြစ်တဲ့ဖြစ်စဉ်နောက် upgrade တွေရှိတယ်အဲ့တော့ဒုတိယဖြစ်စဉ်ကဒီမှာဒီဟာဆိုရှင်းသွားပြီဗျတစ်ကိုဆိုတဲ့သုဒ္ဓဂိမ်းထွက်တယ်ခါမှာ8တစ်ဆိုတဲ့နက်ခတ်ဖြစ်တယ်6တစ်ဆိုပြီးတော့ထိပ်ပါဝါရိုက်ထားတဲ့အတွက်ခုနကပြောတဲ့တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်နဲ့ကဏ္ဍ10ခွဲဒီအောက်မှာပြန်ကြရမယ်အဲ့မှာထပ်ချုပ်မယ်ဆိုလို့ရှိရင်ဒီညနေခင်းပဲပြန်ကြမယ်ညနေခင်းကဏ္ဍပဲဟုတ်ပြီနော်အဲ့တော့3 4ဒီ4 3လို့ပြန်ကြတယ်အဲ့ဒီမှာထပ်ချုပ်မယ်ဆိုလို့ရှိရင်ဒီသုဒ္ဓဂိမ်းပေါ့ဗျာသုဒ္ဓဂိမ်းဆိုတာဥပမာဘယ်လိုပြောမလဲခုဒါ4 3ဆိုသုဒ္ဓဂိမ်းပေါ့သူရဲ့သဘောတရားဒီက4 3ကတကယ်လို့ဒီမှာ3 4ဆိုရင်လည်းဒီမှာ4 3အဲ့ဒီပြောလို့ရှုပ်တယ်ပြထားလိုက်တော့အဲ့တော့စားပြန်ချုပ်မယ်ဆိုရင်နံပါတ်1ဒီ10ခွက်တည်းကတကွက်ဒီမှာပြန်ထွက်မှာဒါပဲနံပါတ်2ထပ်ချုပ်မယ်မထိုးနိုင်ဘူးဆိုရင်ဒီထဲကညနေခင်းတွေက9ခွက်တည်းကဒီမှာပြန်ထွက်မယ်အဲ့ဒါပဲဒီကပြောချင်တာနော်ဒီနေ့လာလေနောက်တစ်ခုဒီမှာ9ကိုဆိုပြီးတော့သုဒ္ဓဂိမ်းထွက်တယ်3 5ဆိုပြီးတော့နက်ခတ်ရိုက်တယ်ပြီးရင်3 5ဆိုပြီးတော့ပါဝါပြန်ရိတ်ထားတဲ့အတွက်ခုနလိုပဲတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်5ချိန်ဒီ5ချိန်နဲ့က10ခွက်ထဲကထွက်မယ်ဆိုတော့ဒီမှာ3 3ဟာ3 3ညလို့ပြန်ထွက်တယ်မပြန်ချုပ်ရင်ညနေခင်းကနန်းပဲတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်5ချိန်နဲ့က5ခွက်ထဲကဆိုတော့လေ3 3ပဲနော်အဲ့ဒါရှင်းလိုက်မယ်နောက်ဒီမှာလည်းအဲ့လိုပဲဒါကတော့အခုဖြစ်စဉ်နဲ့တူတယ်ခွန်3ထွက်တယ်တုတ်တာ3 ညခွန်ဆိုပြီးနှက်ခတ်ရိုက်တယ်2ခွန်ဆိုပြီးပါဝါဖြစ်တဲ့အတွက်ခုနလိုပဲတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်5ချိန်ဒီ5ချိန်နဲ့က10ခွက်ဒီပေါ့နော်10ခွက်ဆိုတော့ဒီမှာ6တစ်6ထွက်တယ်ပေါ့အဲ့မှာပြန်ချုပ်မယ်ဆိုရင်ညနေခင်းကဏ္ဍ1 2 3 4 5ဒီ5ခွက်ထဲရဆိုတော့6တစ်ဒီမှာပြန်ကြတယ်အဲ့တော့အခုကျွန်တော်တို့ကဒီမှာအဲ့လိုဖြစ်တယ်ခွန်3ဆိုတဲ့တုတ်တာ3 ညခွန်ဆိုတဲ့နက်ခတ်နဲ့2ခွန်ဆိုတဲ့ပါဝါရိုက်ထားတဲ့အတွက်ဒီကနေပြီးတော့သွားမယ်ဆိုတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်5ချိန်ဆိုတော့ဒီထိသွားတယ်အဲ့ဒီ5ချိန်နဲ့ကဆိုတော့ခဏ10ခွက်တည်းကတစ်ခွက်ကတော့တင်းလာနေကိုပြန်ကြမှာကျင်းသေးတယ်ပြန်ကြမှာကျင်းသေးတယ်အဲ့ထဲမှာပြန်ချုပ်မယ်ဆိုလို့ရှိရင်တော့
တရားကြီးမထိုးနိုင်ဘူးဆိုရင်တော့ဒီ9ခွက်ပေါ့တစ်ခွက်2ခွက်3ခွက်4ခွက်5ခွက်ဒီ9ခွက်ထဲကရင်းတည်တယ်အဲ့ဒီမှာအဆင်ပြေဆုံးကျွန်တော်ခုနကပြောတဲ့ဟာတွေတုတ်တက်ဘာညာချုပ်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဓိကထိုးရမယ့်ကောင်ဒီ5ခုနဲ့4-3မဖြစ်မနေပြန်ထိုးဖို့လိုမယ်အဲ့တော့ဒါကတော့တနင်္လာနေ့ပေါ့နော်ဒီတော့ဝီကနာကိုလည်းကျွန်တော်ဟိုတနေ့ကပြပြီနော်နောက်တစ်ချက်ကတော့ပြီးတော့ကျွန်တော်ဘယ်မှာတွေလည်းအဲ့လိုပဲကျွန်တော်ပေးမှာပါအဲ့ဒါပါလဲဆိုလို့ရှိရင်ကျွန်တော်တို့83ပရိတ်83ပရိတ်ကမှဂျာရီကဘယ်နည်းမှမသိဘူးเนาะမိုးရမှာဒီနေ့ကနေစအောင်83ပရိတ်ကမှမမိုးနိုင်ဘူးဆိုတော့ကံပေါ့ဗျာ83ည8မှာ33ည35 4ခွက်ထိုးပေါ့နော်အဲ့ဒါမှာလုံးဝမပြောင်းနိုင်တာကတော့3ညပေါ့နော်3ညကမပြောင်းနိုင်အောင်ဒါကျွန်တော်တပတ်စာပေါ့နော်ကျွန်တော်မမာတွေလည်းအဲ့ဒါပဲပြေးမှာပါနောက်တစ်ချက်ကကျွန်တော်တို့ဟိုမှာဟိုတနေ့ကကျွန်တော်ပြောပြီးပါပြီ6ကို66 9ဒါလည်းမိုးရမှာပေါ့နော်ဒီလောက်ဆိုလို့ရှိရင်ကျွန်တော်တို့ဆင်ပြေပါပြီကျန်တာတွေကတော့ကျွန်တော်တို့ဟိုဘာလဲအပတ်တိုင်းကတော့တည်တဲ့အတိုင်းပဲ1 2 3 5ထိပ်5 3ည5ခွန်3ညပရိတ်163ကီပရိတ်ဒါတွေကတော့ကျွန်တော်တို့တော့ကြောသတိထားမယ်အရာတွေဖြစ်ပါတယ်เนาะအဲ့ဒါဆိုလို့ရှိရင်အဆင်ပြေမယ်လို့ထင်ပါတယ်ကျွန်တော်တနင်္လာနေ့ကိုကကျွန်တော်ကကီးအနေနဲ့ဗာကြိုက်တုံးဆိုရင်နင်းနာတို့ကခုနကပေါ်ဟာပေါ့နော်ပေါ်ကပြန်ယူမယ်ဆိုလို့ရှိရင်4 3 5ခုမဖြစ်မနေထိုးရမယ်ကီးအနေနဲ့ဆိုတော့ကျွန်တော်က3 5ကီးကြိုက်တယ်ဒီကုံပေါ့အဲ့ထဲမှာကြိုက်ဆုံးကတော့3 5ကြိုက်တယ်နော်3 5ကြိုက်တယ်အဲ့လောက်ဆိုရင်အဆင်ပြေပြီလို့ထင်ပါတယ်နော်အဲ့တော့Bureau Fighter ရှေ့ကလည်းတရားခက်လို့အဲ့တော့ကြည့်ရှုရတဲ့ screen shot ရိုက်ဖို့တော့တော်တော်ခက်သွားလိမ့်မယ်ဒီလိုဆိုတော့မြင်ရမှာမဟုတ်နော်ကျွန်တော်မိသားဒီလိုဆိုရပြီအဲ့တော့ကြည့်ရှုရတဲ့သူတူချင်းစီတော့ကဟုသူမြကင်းစင်လွန်ပြောင်းကြပါစေလို့မေတ္တာပို့တာရင်းနဲ့ပဲကျွန်တော် Video File လေးကိုဆုံးတော့ခွင့်ပြုပါဆုံးမမိသားစုများတော့ကကင်းကွာချမ်းမချမ်းသာကြပါစေရှင်ဖတ်တူသူတွေသာဆုံးကြမယ်ဆုံးမတော့ကတွေပြောင်းပျော်ရွှင်မှုတွေရောက်လာပြီဆုံးမမဆုံးကြစို့